ဒီနေ့တော့ကျွန်တော်စီရောက်လာပြီပေါ့ရောက်လာတဲ့ဟာပါလဲဆိုတော့ air purifier ပေါ့သူကအကြီးတော့မဟုတ်ဘူးသူကအသေးလေးပေါ့ mini လေး desktop size လေးထိုင်းမှာနည်းနည်းလေးဒီနောက်ပိုင်းကဒီလူညံ့ညံ့မှုပါညာကြီးလည်းရှိတယ်ပေါ့နော်ရှိတော့အိမ်မှာလည်းတစ်ခါလေးဟင်းချက်ညှော်တာပါညာလည်းရှိတော့ဝယ်ထားတာတော့မှ mini ပါဒါ mini size လေး desktop size လေးဒီကောင်ကဈေးမချဘူးဆိုရင်က1900 1800လောက်ရှိမှာပေါ့နော်ဈေးချတော့1200လောက်ပဲရှိတယ်ဒီမှာဘာပါလဲပေါ့ပါတာတော့ဒီမှာသူ့ရဲ့ filter ဟာလေးပါမယ်ကျိုးကတော့ကျိုးသေးလေးပေါ့ဒီမှာထိုးတဲ့ကျိုးလေး size ကတော့ဒီလောက်ပဲသေးလေး okay ဒီမှာဒါလေးစက်ဖွင့်မယ် Levoy လို့ခေါ်တယ်ဟုတ်လားမဟုတ်လားမသိကျွန်တော်ကတော့အဲ့လိုပဲခေါ်တယ် air purifier ဘာမှနာမည်ကြီးတာရရှိအများကြီးပဲပေါ့နော်ဒီကောင်ကကျွန်တော်နည်းလေးသဘောကျလို့ဝယ်ထားတာပေါ့နော် Xiaomi တွေပါလဲရှိတယ်ဆိုတော့ဘယ်နည်းလေးပိုဈေးတန်လိမ့်မယ်ဒီကောင်ကကျတော့နည်းလေး Xiaomi တွေနည်းလေးပိုဈေးကြီးမယ်ဒါပေမဲ့ထိုင်းမှာလည်းအသုံးများတယ်ဒီမှာပါတယ်ပေါ့နော်ပါလိုက်မယ် okay ဒါ power adapter ပေါ့ဆိုတော့ဒီမှာသူပြောတာတော့ဒီ filter ထဲမှာ3ဆင့်လောက်သူခံထားတယ်လို့ပြောတာပဲ PM 2.5 ကာတယ်ပေါ့ mini ဆိုတော့ mini size တော့ပဲရမှာပေါ့ပြတာဒီမှာတော့ power button ပါမယ်ပြီး fan speed 1 2 3ကျွေးမဲ့ဟိုဒီဒါဆိုတော့ကျွန်တော်တို့ power ကျွေးပါမယ်ငါပါသေးရယ်ဒီမှာမွေးထည့်လို့ရမွေးစီပါထည့်လို့ရဒီမှာမွေးစီစုပ်တယ်ဟာညာရွှေရှောင်းပေါ့ဟိုလေးမှာတက်မယ်1ဘာသာမှတော့မကြားရဘူးနံပါတ်2လောက်မှာစအတန်ကြားရတယ်နံပါတ်2အတန်နံပါတ်2အတန်ဒါ30နေရာရောက်တော့ပါတယ်ဆိုတော့လောက်ပါပဲ